ဒီလူကတော့တကယ်ကိုညံကောင်းတဲ့တထေးပါပဲလူတကာကစွန့်ပစ်ပစ္စည်းဖြစ်တတ်မှတ်ကြတဲ့ပြောင်းမှုရိုးတွေကိုအသုံးပြုပါတယ်သူ့ရဲ့အတိမိတ်ဆွေတထေးများကတော့သူ့ကိုယူသွတ်တဲ့သူလို့ထင်ကြပါတယ်ဒါပေမဲ့ခုချိန်မှာတော့သူဟာတစ်နှစ်ကိုဒေါ်လာတန်း80ခန့်ဝင်ငွေရရှိနေပါပြီဒါဆိုရင်တော့သူဟာပြောင်းမှုရိုးနဲ့မူဘယ်လိုစိုက်ပျိုးလဲဆိုတာကြည့်ကြရအောင်ပထမဦးစွာစုဆောင်းရရှိတဲ့ပြောင်းမှုရိုးတွေကိုရေစင်အောင်ဆေးပါတယ်ရေဆေးပြီးသားပြောင်းမှုရိုးတွေကိုဖွဲနုမုံနဲ့ရေရောဂါမှွေလိုက်ပါတယ်မှုတွေကောင်းစွာပေါက်ဖွားဖို့အတွက်ပြောင်းမှုရိုးဟာအလွန်ကောင်းတဲ့ကြားခံပစ္စည်းဖြစ်လို့လာပါတယ်အဲ့ဒီနောက်ပြောင်းမှုရိုးတွေကိုတန့်စင်တဲ့ပလတ်စတစ်အိတ်ထဲမှာထည့်ထားလိုက်ပါမယ်။တင်းကျပ်စွာစီးနှောင်ကအပူချိန်မြင့်မားစွာပေး၍ပိုးသက်တန့်စင်ပါတယ်။အဲ့ဒီနောက်အလုပ်သမားတွေဟာငွေနှင်းမှုမျိုးစေ့များကိုပြောင်းမှုရိုးတွေပေါ်ကျဲပတ်ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်မှုအပင်ပေါက်လေးတွေဟာနှင်းမှုများတစ်ဖွဲပေါ်ထွက်လာပါတယ်။အပင်ငယ်လေးတွေဟာပြောင်းမှုရိုးပေါ်ကအာဟာရဓာတ်တွေကိုစုပ်ယူကာကြီးထွားလာကြပါတယ်။လိုအပ်တဲ့အပူချိန်နဲ့အဆိုဓာတ်ကိုထိမ့်သိမ်းပေးဖို့အရေးကြီးပါတယ်။ပလတ်စတစ်အိတ်ကိုဖွင့်လိုက်တဲ့အခါပြေဖောင်းပြီးနူးညံ့နေတဲ့ငွေနှင်းမှုလေးတွေထွက်ပေါ်လာပါပြီ။ဝါလိုက်တဲ့အခါရည်ရွမ်းပြီးလက်ဆက်လို့နေပါတယ်။ကြက်သားတို့ဘူးတို့နဲ့ရောချက်လျင်အလွန်အရသာရှိလာပါတယ်တေးသေးချာချာလေးမွေပြီးကြော်ပေးမယ်ဆိုရင်တော့မွေးပြန်ကချိုစိမ့်လို့နေပါတယ်